အားလုံးပဲမင်္ဂလာပါဗျနော်ကိုမများအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုလိုက်လွင်ပေးတာကတော့ကြာသာပရိနေ့တော့ပေါ့နော်ဒိတ်ကတော့ကျွန်တော်ဒီမနက်ဖြန်နော်12ရက်ပေါ့နော်12ရက်3လ2026ကြာသာပရိနေ့တော့ကိုကျွန်တော်လိုက်လွင်ပြသပေးတာနော်အဲ့တော့ကြောင့်ဝင်လာတဲ့ကိုမတယောက်ချင်းစီတိုင်းလက်မလေးထောင်ပေးပါဒီ channel ကို subscribe မလုပ်ရသေးတဲ့ကိုမများရှိရင်ဝင်ရတဲ့အနေနဲ့တယောက်တစ်ချက် subscribe လေးနှိပ်ပေးကြပါအောင်ဗျာနော်အားလုံးပဲမင်္ဂလာပါလိုက်မလွင့်နိုင် channel ရလည်းတိတ်ပြီးချင်းနေမကောင်းလို့ပေါ့နော်ဟိုဘက် channel ရပြက်နေတယ်ဒီ channel တောင်မှနေ့လေရမှာပြန်လွှင့်လို့ရလို့ကျွန်တော်လွှင့်ပေးတာပေါ့နော်အဲ့တော့ကြောင့်အကူမတွေလည်းကျေးဇူးပြုပြီးတော့ဝင်ရတဲ့အနေနဲ့ subscribe လေးနှိပ်ပေးကြပါအောင်ဗျာနော်အားလုံးပဲမင်္ဂလာပါလိုက်မတွေ့ဘူးဆိုတော့ဘာလို့ရမှမသိဖြစ်နေပြီပေါ့เนาะအဲ့တို့ကြောင့်လည်းကျွန်တော်ပြီးခဲ့တဲ့ຢာတွေကလည်းမထွက်သေးတဲ့ຢာတွေရှိသေးတာဟုတ်เนาะအဲ့တို့ကြောင့်ကျွန်တော်အကောင်းဆုံးဖြစ်မဲ့ຢာလေးတွေနဲ့ကိုမလေးညှပ်ပေးမယ်အားလုံးပဲဝင်လာတဲ့လမ်းမလေးတယောက်ချက်ထောင်ပေးပါ channel ကို subscribe လုပ်ပေးပါမင်္ဂလာပါဆရာကြီးတဲ့ဘယ်ရောက်နေရလဲမင်္ဂလာပါမောင်ထွန်းကြီးတဲ့မင်္ဂလာပါဆရာပိန်သွားတယ်ဆရာမျောနေတာဟုတ်ကဲ့ပါဆရာလိုက်တက်လာပြီတဲ့လေဘင်းရှိနေပြီဟုတ်ကဲ့ပါနောက်တွေ့ပြီဆိုတော့ပေါ့အောင်ပါဗျာဟုတ်ပြီလားနော်မင်္ဂလာပါကိုထွန်းကြီးရဲ့နေကောင်းလားဆရာကြီးတဲ့မင်္ဂလာပါကိုထွန်းကနန်းထွက်စင်တွေကကနန်းထွက်စင်တွေကိုမကြိုက်လို့ line မလွှင့်တာလည်းပါတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ကနန်းရဲ့ထွက်စင်တွေကလုံးဝရိုးရှင်းတဲ့ထဲမှာတော့မပါဘူးပေါ့နော်ဒီဘက်ဖြစ်စဉ်ကပြောမှဆိုရင်မရဏဘက်လို့ပြောလို့ရတယ်ပေါ့နော်6ပွဲမှာပြိ3လုံးမဖြစ်တဲ့အရာပေါ့နော်မဖြစ်တဲ့အရာပေါ့ဆရာထွန်းမင်္ဂလာပါတဲ့တွေ့ပါပြီဆရာတွေ့ရင်ပေါက်ပြီတဲ့ဆရာရဲ့မျက်နှာမြင်ပြောပါပြီရှုံးမယ်ပြောပါတယ်တို့ဆရာဟုတ်ကဲ့ပါမျော်ရဲမင်္ဂလာပါဆရာထွန်းကြီးသူရှိပရိဘူးပါပါဟုတ်ကဲ့ပါနော်ကနန်းထွက်စင်ကိုကြည့်ဗျာကနန်းကအဲ့လောက်ထိမီရိုးရှင်းဘူးအဓိကပြောချင်တဲ့အရာကဘာလဲဆိုတော့လုတ်တဲ့အရာကလုတ်တိုင်းမဖြစ်သေးဘူးလေနော်အစင်ပြေလူလည်းပြီးမှာပါပဲအစင်မပြေလူလည်းမပြေဘူးပေါ့ဒါပဲရှိတာပဲနော်မူတွေကထွက်လာဆိုတော့လေမူတွေကအများကြီးပဲ power brake တွေလှန်တယ် brake to brake တွေထွက်တယ်ဒါတွေကလည်းမူတွေပဲပေါ့နော်ပြီးလို့ရှိရင်ဇောင်း power brake ဇောင်း power brake ဇောင်းနဲ့ခက်အဲ့ဒီမူတွေလည်းရှိတယ်အဓိကပြောမယ်ဆိုအပေါ် brake to မူတွေလည်းရှိတယ်ပေါ့နော်အပေါ် brake to မူကတော့တစ်ချက်တော့ထွက်သွားပြီ brake 2တွေအချက်ကတော့ထွက်သွားပြီပေါ့နော်အဲ့ဒါလေးလေးပေါ့နော်အကောင်းဆုံးနော်အကောင်းဆုံးဆိုတဲ့အရာကိုလုပ်ပေးပါမယ်နော်အနက်ထွက်စင်